တက်မှာတခါပဲရတဲ့ခွင့်ရင်းနဲ့မင်းကချစ်တယ်ဒါဝကြွတစ်ခုဆိုရင်အဲ့ဒီဝကြွငါချင်းတယ်ဘယ်နဲ့ပြရတာပဲဇီခိုင်းမှာဘဝမှာတခါပဲရွေးချယ်ခွင့်ရှိတော့မင်းရှိရရင်ငါရွေးမယ်ရှိအဲ့ဒါလိုကျွန်တော်ပေါင်းလို့ခင်ဗျာခုချိန်မှာဆိုရင်ကျင်းစာဦးမင်္ဂလာမောင်နှံလို့ရမင်္ဂလာအခမ်းပွဲခမ်းနားစီစဉ်များစတင်ဖို့မင်္ဂလာအချိန်မင်္ဂလာအခါမင်္ဂလာနာရီကတော့ရောက်ရှိလို့လာပြီလေ6လမ်းအမယ်အနောက်ကွာလမ်းကြီးမှာချက်တီမင်္ဂလာပေါင်းတို့ပါခန္ဓာဝင်စီလို့ပဲမင်္ဂလာအောင်စပယ်ပန်းလုံးများစင်မြုံချင်းနေပေးနိုင်ပါရဲ့ကျူတီလေးစားစွာဖိတ်မှန်တကပြုအပ်ပါတယ်ခင်ဗျာဘဝမှာတခါပဲချစ်ခွင့်ရမယ်ဆို